မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့ဒီချက်ကဥရုသုံးလီမြန်မာပြည်သင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်ဥရုသုံးလီမြန်မာပြည်သင်ခန်းစာလေးကတော့မြန်မာနိုင်ငံမှာရှိတဲ့ဥရုသုံးမျိုးအကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်ပုံထဲမှာဥဆုံးတစ်ပင်အကြီးကြီးကိုတွေ့ရတယ်နော်ပင်စီကြီးကလည်းကြီးလိုက်တာအမြင့်တွေကိုလည်းတွေ့ရတယ်တစ်ပင်ရဲ့အကိုင်းတွေအရွက်တွေကလည်းစိမ့်ဆိုးမနေဘဲနဲ့ဝါးနေတဲ့အယောင်လေးတွေဖြစ်နေတယ်နော်အဲ့တော့တစ်ရက်တွေကလည်းမြေကြီးအောက်မှာကျွေကျနေတာကိုလည်းတွေ့ရတယ်တစ်ပင်ရဲ့အောက်မှာလူတစ်ယောက်ထိုင်နေတယ်ရက်တောင်ခတ်ထိုင်နေတဲ့မြေကြီးကိုလည်းကြီးလိုက်ပါဦးမြေကြီးကလည်းကွဲ6တွေ့နေလိုက်တာထိုင်နေတဲ့လူရဲ့ဘေးမှာတောက်ရည်အိုးစင်လေးတစ်လုံးကိုစင်ပေါ်မှာတင်ထားတာနော်ဟိုဘက်ဘေးနားမှာချောင်းကလေးတွေကကြည့်လိုက်ပါဦးချောင်းကလေးတွေရဲ့ရေတွေကနည်းပြီးတော့အောက်ဖက်ကိုရောက်တယ်ကြောက်တုံးတွေကလည်းပေါ်နေတာကြည့်လိုက်တာနဲ့ရေနည်းနေတာကိုသိရတယ်နော်အဲ့တော့ဒီပုံလေးကိုကြည့်လိုက်တာနဲ့ဘယ်ရာသီဥတုအခြေအနေကိုပြနေလဲဆိုတာသိရတာပေါ့အဲ့တော့နေဥတုဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်ကဲစာမျက်နှာ62မှာရှိတဲ့ပုံလေးကိုလည်းလေ့လာကြမယ်ပုံလေးထဲမှာမိုးတွေကရွာနေတယ်မိုးရွာထဲမှာကြာရင်အဖြူနဲ့အစိမ်ပွေ့ပြီးတော့ထီအောင်စုံလေးတွေစောင်းပြီးသွားနေတာကိုတွေ့ရတယ်တချို့ကလေးတွေကတော့မိုးကိုင်းဝတ်ထားတယ်တရားအောက်မှာချောင်းနေမှာရေတွေကအပြည့်ရှမ်းနေတာကိုလည်းတွေ့ရတယ်ရေထဲမှာလည်းကြာပန်းကလေးတွေကပွင့်နေတယ်ကြာပန်းလေးတွေကလည်းဘာရောင်လေးတွေလဲဆိုတော့အဖြူရောင်လေးတွေအနီရောင်လေးတွေရောင်စုံပွင့်နေကြတယ်တစ်ပင်မှာရှိတဲ့တစ်ရွက်တွေကလည်းစိမ့်ဆူနေတာပဲလူကြီးတယောက်ကမိုးကအင်မျိုးဝစ်လမ်းလျှောက်နေတယ်ဆိုတာကိုလည်းတွေ့ရတယ်အဲ့တော့ဘယ်လိုရာသီဥတုဖြစ်မလဲဆိုတာကိုလည်းသားတို့သမီးတို့သိကြမှာပါနောက်ထပ်စာမျက်နှာ63မှာရှိတဲ့ပုံလေးကိုလေ့လာကြည့်မယ်နော်ငှက်ကလေးတွေကပြန်ဝဲနေတယ်တစ်ပင်တစ်ရွက်တွေကလည်းစိမ့်လန်းပြီးတော့တဘာဝရှူရင်းလေးကလည်းတာယာနေလိုက်တာလူပုံလေးကိုလည်းကြည့်လိုက်တော့အားလုံးကအနှွေးတယ်လေးတွေဘောင်းမီရှည်လေးတွေပစိုးရှည်လေးတွေခေါင်းစုပ်အုပ်ထုပ်ကလေးတွေစောင်းထားကြတယ်တောင်ကုန်းတွေပေါ်မှာလည်းအဖြူရောင်အငွေ့လေးတွေကိုတွေ့ရတယ်နော်အဲ့ဒီပုံလေးကိုကြည့်လိုက်တာနဲ့ဘယ်ဥရုဖြစ်မလဲဆိုတာကိုသိမှာပဲဒါဆိုရင်ဆရာမတို့ကဒီသင်ခန်းစာမှာနော်မြန်မာနိုင်ငံမှာရှိတဲ့ရာသီဥတုကဘာတွေလဲဥရုလိုက်အခြေအနေတွေကဘယ်လိုမျိုးတွေလဲရာသီအလိုက်ဝတ်စားဆင်ရနာဟာဘယ်လိုမျိုးလဲရာသီအလိုက်ပွင့်တဲ့ပန်းတွေရောဘာပန်းတွေလဲရာသီအလိုက်ပြောင်းလဲမှုရဲ့အခြေအနေကိုဒီသင်ခန်းစာမှာလေ့လာကြမှာဖြစ်ပါတယ်တီချာကဥရုသုံးနေမြန်မာပြီးသင်ခန်းစာကိုလေ့လာတဲ့အခါမှာရာသီဥတုဘယ်နှမျိုးရှိသလဲနော်ရာသီအလိုက်ထူးခြားချက်တွေကိုစာပိုက်အလိုက်ရေးထားတာကိုတွေ့ရတယ်အဲဒီတော့ဖတ်စာပါသင်ခန်းစာတွေကိုအထူးထူးဖတ်ကြည့်ကြမယ်နော်စာကိုဖတ်တဲ့အခါမှာသူ့နေရာနဲ့သူအဖြတ်အတောက်ရက်နဲ့ဖတ်ရတယ်မှန်မှန်ကန်ကန်ဖတ်တတ်ဖို့လည်းလိုအပ်တယ်နော်ဖတ်နေရင်နားမလဲတဲ့စကားလုံးတွေရှိနေမသိသေးတဲ့စကားလုံးတွေရှိရင်မြင်းချောင်းလေးတွေတားပြီးမှတ်ထားမယ်နော်အဲ့တော့ဖတ်စာပါအကြောင်းအရာစာပိုက်တွေကိုဒီချယ်တို့ကပြန်ပြီးတော့ဖတ်ကြည့်ကြမယ်နော်ဥရုသုံးလီမြန်မာပြည်မြန်မာနိုင်ငံတွင်နွေမိုးဆောင်းဟူ၍ဥရုသုံးပါရှိပါသည်ဥရုသုံးပါသည်မိတို့ဝဲပြားခြားနာသည်တပေါင်းလပြည့်ကျော်တရက်နေ့မှဝါဆိုလပြည့်နေ့အထိလေးလသည်နွေဥရုဖြစ်သည်ပူပြင်း6တွေ့သောကာလဖြစ်သည်ဖြင့်အပင်တိုင်းတွင်ရွက်ဟောင်းများကျွေ၍ရွက်သစ်များဝေကြသည်မြစ်ချောင်းအင်းအိုင်များတွင်ရေနည်း၍တဲတောင်များပေါ်လာကြသည်ကျင်းငှက်တို့တာယာစွာတွန်ကျူးကြသည်တရဖီပန်းဗရောက်ပန်းဇဂောဝါပန်းဂန်းကော်ပန်းနှင့်စပယ်ပန်းများပွင့်ကြသည်ပူအိုက်လှသဖြင့်လူများမှာပေါ့ပေါ့ပါပါအဝတ်များကိုဝတ်၍အရိတ်ကိုခိုကာအေးအေးလူလူနေကြသည်ဝါဆိုလပြည့်ကျော်တရက်နေ့မှတစောင်းမုံလပြည့်နေ့အထိလေးလသည်မိုးဥရုဖြစ်သည်မိုးပြိုင်ပြိုင်ရွာသောကာလဖြစ်သည်ဖြင့်တစ်ပင်ပန်းမေများစိမ့်လန်းလာကြသည်မြစ်ချောင်းအင်းအိုင်တို့တွင်ရေဖွေးဖွေးရှိကြသည်ကျင်းငှက်တို့အတိုက်များတွင်မိုးကိုကြသည်မြတ်လေးပန်း
ခတ်တာပန်းရင်းမာပန်းနှင့်ကြာပန်းများပွင့်ကြသည်မထုမပါအဝတ်များကိုဝစ်စင်၍ထီးရောင်စုံမိုးကရောင်စုံတို့ဖြင့်သွားလာကြပါသည်တစောင်းမုံလာပြေကျော်တရက်နေ့မှတပေါင်းလာပြေနေ့အထိလေးလသည်စောင်းဥတုဖြစ်သည်ငွေနှင်းဆူဆူနှင့်အချမ်းပူသောကာလဖြစ်သည်တောတောင်ရေမြေတစ်ခွင်လုံးစိမ့်ဆူလန်းဆန်းနေသည်မြေချောင်းအင်းအိုင်များတွင်မြူများဆိုင်းနေသည်ဆိုဆွတ်သောမိုးဥရုကုံဆုံးခဲ့သဖြင့်ကျင်းငှက်တို့အတိုက်မှထွက်ခါတေးတံများတည်ကျူးလာကြသည်ခဝဲပန်းသဇင်ပန်းခွာညိုပန်းနှင့်ပေါက်ပန်းများပွင့်ကြသည်လူများမှလည်းနှင်းမုံမုံကြားတွင်အဝတ်ထူးထူးများအနှွေးတယ်များခေါင်းစော့များနှင့်လယ်စည်းပဝါများဝစ်စင်ကသွာလာကြသည်ဤကဲ့သို့မြန်မာနိုင်ငံရှိဥရုသုံးလီအပေါ်မူတည်၍ရာသီအလိုက်ပွင့်သောပန်းများဝတ်စားစင်ရင်ပုံများကွဲပြားခြားနာကြပါသည်စာပိုက်ကိုဖတ်ကြည့်ပြီးပြီဆိုတော့စာပိုက်မှာပါတဲ့ဥရုသုံးလီအလိုက်မတူညီသောကွဲပြားခြားနာသောပတ်ဝန်းကျင်အခြေအနေတွေကိုသိရှိခဲ့ရတယ်အဲ့တော့ရာသီဥတုတစ်မျိုးမှာ၄လစီကြာတော့ရာသီဥတု၃မျိုးဆိုတော့12လရာသီရှိတာပေါ့နော်တပေါင်းလားပြည့်ကျော်တရက်ကနေပြီးတော့ဝါဆိုလပြည့်နေ့အထိ၄လຫນွေဥတုဖြစ်တယ်နော်ຫນွေဥတုကပူလွန်အားကြီးတော့အပင်တိုင်းမှာရွက်တွေက6တွေ့ပြီးတော့ညှိုးနှွမ်းနေရွက်ဟောင်းတွေကကျွေးပြီးတော့ရွက်တက်တွေဝေးနေတာကိုလည်းလေ့လာကြရတာပေါ့နော်။နေရာဒီကအရန်ပူတယ်မိုးကလည်းမရွာတော့မြစ်ချောင်းအင်းအိုင်တွေမှာလည်းရေတွေကနှဲပါနေတာပေါ့။အင်းအိုင်ဆိုတာကရေရအိမ်ကြီးကြီးကိုခေါ်တာနော်။အဲ့တော့မြစ်ချောင်းအင်းအိုင်တွေမှာရေနေတော့တဲတောင်တွေကပေါ်လာတာပေါ့နော်။အဲ့ဒီအချိန်မှာကြေးငှက်တွေကตาရစွာတွန်ကျူးကြတယ်လို့ဆိုတာဟာကြေးငှက်တို့ကသူတို့ရဲ့သဘာဝအတိုင်းပဲတရအော်မီနေကြတာကိုပြောတာပါ။နွေရာသီမှာဆိုရင်တရဖီပန်းဗရောက်ပန်းစကဝါပန်းဂန့်ကော်ပန်းနဲ့စပယ်ပန်းများပွင့်နေဆိုတာလဲသားတို့သမီးတို့ကဖတ်စာအုပ်မှာဖတ်လိုက်လို့လဲတိလိုက်ပြီးเนาะအဲ့တော့ရာသီလိုက်ပွင့်တဲ့ပန်းလေးတွေကအဲ့ဒီပန်းလေးတွေကနွေရာသီမှာပွင့်တဲ့ပန်းလေးတွေပေါ့เนาะနွေရာသီမှာကျတော့အရန်ကိုပူအိုက်တယ်เนาะလေကလည်းတိတ်မတိုက်ဘူးဆိုတော့အဝတ်စားတွေဝတ်မယ်ဆိုလို့ရှိရင်ပေါ့ပေါ့ပါပါအဝတ်စားတွေဝတ်ရတယ်နော်ချွေးထက်တက်တာစေတဲ့ခြီသားတွေစွတ်ကြဲတွေကိုလည်းဝစ်ကြတယ်အရေးရတဲ့အပင်တွေရဲ့အောက်မှာအရေးခိုးပြီးတော့အရေးအောက်မှာအေးလူလူနဲ့နေကြတယ်အဲ့ဒါဟာနွေရာသီရဲ့ထူးခြားချက်တွေပေါ့ဝါဆိုလာပြည့်ကျော်တရက်ကနေပြီးတော့တစားမုံလာပြည့်နေ့အထိလေးလာမိုးရုနော်မိုးရုဖြစ်တော့မိုးတွေကလည်းဖြိုင်ဖြိုင်ရွာနေတယ်မိုးဖြိုင်ဖြိုင်ရွာတယ်ဆိုတာမိုးအရမ်းရွာတာကိုပြောတာနွေဥရုမှာ6တွင်နေတဲ့တစ်ပင်ပန်းပင်နေရတယ်မိုးရာသီလဲရောက်တော့စိမ့်လန်းလာကြတာပေါ့မြစ်ချောင်းအင်းအိုင်တွေမှာရေတွေကဖိုးဖွေးရှိတယ်ဆိုတာရေတွေပြည့်ပြီးပြည့်ရှမ်းနေတာကိုရေဖိုးဖွေးရှိတယ်လို့ပြောတာနော်အဲ့ဒီအချိန်မှာပဲကျင်းငှက်တွေကအတိုက်ထဲကနေပေါ့မိုးခိုကြတယ်နော်ကျင်းငှက်တွေကမိုးရွာရင်ပြန်တန်းလို့မရဘူးလေအတောင်ပိုင်းတွေကလည်းမိုးရေတွေစိုးသွားရင်ပြန်လို့မရတော့ဘူးအဲ့တော့ကန့်နေတော့မိုးရတဲ့အချိန်ဆိုသူတို့ကအတိုက်ထဲမှာဘဲနေပြီးမိုးခိုကြတယ်အဲ့ဒါကိုပြောတာနော်အဲ့တော့မိုးဥရုမှာဘာပန်းတွေပွင့်တယ်လဲဆိုတော့မြက်လေးပန်းခတ်တာပန်းရင်းမာပန်းနဲ့ကြာပန်းတွေလည်းပွင့်တယ်လို့နော်ပြောပြထားတယ်အဲ့တော့မိုးရင်းမှာမိုးတွေကဆိုတော့အမြန်6တွေ့ပြီးတော့မထုမပါအဝတ်တွေဝတ်ကြတယ်နော်မိုးရာသီမှာမိုးရွာနေတော့ထီးရောင်စုံလေးတွေမိုးကရောင်စုံလေးတွေနဲ့သွာလာနေကြတာတွေလေသားတို့သမီးတို့ရဲ့ဖတ်စာအုပ်ပါပုံလေးအတိုင်းတွေ့ရတယ်နော်အဲ့ဒါကတော့မိုးရာသီရဲ့အခြေအနေကိုပြောပြတာနော်ကဲစာမျက်နှာ63ကစာပိုက်ကလေးကိုဆက်ပြောကြရမယ်နော်တစောင်းမုံလားပြည့်ကျော်တရဲမှာတပေါင်းလားမြေနေ့အထိလေးလာတဲ့စောင်းဥတုဖြစ်တယ်ငွေနှင်းဆူဆူနဲ့အချမ်းပူတဲ့ကာလဖြစ်တယ်ငွေနှင်းဆူဆူဆိုတာကငွေရောင်လင်းလက်နေတဲ့နှင်းတွေဆူဆူလေးတွေကနေရေမုံလေးတွေနော်အဲ့တော့ခဏနေတော့ရေပျော်သွားတဲ့အတွက်ကြောင့်ငွေနှင်းဆူဆူလို့ပြောတာပါနော်စောင်းဥတုလည်းရောက်တော့တောတောင်တစ်ခွင်လုံးကလည်းခါရဲစိမ့်ဆိုပြီးလန်းဆန်းနေတာမြစ်ချမ်းအင်းအိုင်တွေမှာလည်းမြူတွေဆိုင်လို့မြစ်ချောင်းအင်းအိုင်နဲ့နီးတဲ့တောင်ကုန်းတောင်တန်းတွေမှာမြူတွေဖြစ်တယ်မြူတဲ့မြူဆိုတာဘာကိုပြောတာလဲလေထဲမှာရစ်တိုင်းနေတဲ့အမုံတွေပါအဲ့တော့မြူတွေဆိုင်နေရင်လည်းတနေရာနဲ့တင်ရအောင်မမြင်ရအောင်
နော်အဲ့တော့မိုးရာသီတုန်းကငှက်ကလေးတွေကသူတို့ရဲ့အတိုက်ထဲမှာမိုးခိုတယ်ဟာစောင်းရာသီလည်းရောက်လာအောင်သူတို့ကအတိုက်ထဲကထွက်လာပြီးတော့ပျော်ရွှင်ကြည်နူးစွာနဲ့သူတို့ရဲ့သဘာဝအလျောက်အော်မိကြတာပေါ့နော်ငှက်ကလေးတွေအော်မိနေတဲ့အတန်ကိုတေးတံများတီကျူးတယ်လို့လူတွေကဖွဲ့ဆိုထားတယ်အဲ့တော့စောင်းလူမှာပွင့်တဲ့ပန်းတွေကတော့ဘာပန်းတွေလဲဆိုတော့ခွဲပန်းသဇင်ပန်းခွာညိုပန်းနဲ့ပေါက်ပန်းတွေကပွင့်ကြတယ်နှင်းကြတဲ့နှင်းမုံမုံကြားတွေမှာလူတွေကဟာအဝတ်တွေကထူးထူးအနှွေးတွေခေါင်းစွပ်တွေခြေအိတ်တွေလယ်စည်းဘဝတွေကိုလည်းဝတ်ဆင်ပြီးတော့သွားလာကြတယ်ဆောင်းလူကအေးနေတော့လူတွေကလည်းနည်းနည်းစောစောထလမ်းကြီးလျှောက်ကြလေ့ကျင့်ခန်းတွေ exercise တွေလုပ်ပြီးတော့သွားလာနေကြတာကိုပြောတာပါနော်အဲ့တော့မြန်မာနိုင်ငံရဲ့ရာသီဥတု၃မျိုးပေါ်မှာမူတည်ပြီးတော့ရာသီလိုက်ပွင့်တဲ့ပန်းတွေဝတ်စားစရင်ပုံတွေအခြေအနေတွေကွဲပြားခြားနားချက်တွေကိုသင်ခန်းစာပြောပြထားတာအဲ့တော့သားတို့သမီးတို့ကလည်းတနေရာနေတနေရာဒါပေမဲ့နေထိုင်တဲ့အရက်တွေနဲ့မတူညီကြတဲ့အခါမှာရာသီဥတုအခြေအနေတွေကလည်းမတူကြဘူးမြေချောင်းအင်းအိုင်တွေတောတောင်တွေရဲ့အခြေအနေမြေပြန့်တောင်ပေါ်တွေမှာနေတဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့ရာသီဥတုအခြေအနေကလည်းအနည်းငယ်ပြောင်းလဲနေတယ်ဆိုတာကိုတော့သားတို့သမီးတို့သိစေချင်ပါတယ်။လူရာသီမှာမြန်မာနိုင်ငံအလဲပိုင်းကိုရောက်တဲ့ဒေသတွေကအရန်ပူတယ်။တစ်ခါတလေအပူလိုင်းဖြတ်တာတွေကိုလည်းတွေ့ရတယ်။မိုးရာသီဆိုရင်မြေချောင်းအင်းအိုင်ပင်လယ်တွေနဲ့နီးတဲ့ဒေသတွေမှာရေကြီးတာတွေရေရှမ်းတာတွေမုန်တိုင်းတွေဖြစ်တယ်။ဆောင်းရာသီမှာတော့တောင်ပေါ်ဒေသတွေကကြတော့အရန်အေးတယ်။ရေခဲတဲ့အထိအေးတာတွေကိုလည်းကြုံတွေ့ရတယ်။ဒါကြောင့်နေထိုင်တဲ့အရက်တွေပေါ်မှာမူတည်ပြီးတော့ကွဲပြားခြားနားချက်တွေလည်းရှိတယ်နော်။ဒါဆိုရင်သားတို့သမီးတို့ကသင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။သင်ခန်းစာရဲ့အကြောင်းအရာတွေကိုသိရှိသွားပြီဆိုတော့နောက်သင်ခန်းစာစာသင်တွေမှာသားတို့သမီးတို့နဲ့ပြန်ဆုံတွေ့ကြမယ်နော်။